စံပြားကြော်လေးစားဖို့ကြလားရှင်ဈေးတွေကမုတ်ဖက်ရောင်းတဲ့ဆိုင်တွေမှာရောင်းပါတယ်စံပြားလို့မီးဝင်ရပါတယ်သူကအပြားအချက်ကြီးတွေပေါ့နော်ဒီကတော့ကိုယ့်အကိုပြန်ပြီးတော့လိုတလိုညှက်ပြီးတော့သူ့တစ်ချက်ချင်းစီဖြီးထားတာပါသူ့သုံးလုံးလောက်ကိုခလောက်ထားမယ်ပြီးရင်ပဇွန်ကိုအပိုင်းလေးတွေပိုင်းထားမယ်ပြီးရင်ကျက်စုံဖြူကိုတပြားရိုက်ထားမယ်သူ့ရဲ့အသက်ကတော့ကိုက်လန်ပါကိုက်လန်နုနုလေးတွေလိုပါတယ်ကိုက်လန်လေးကိုတင်ထားပါမယ်အိုးတဲ့စီပူလာလို့ရှိရင်ကျက်သွန်ဖြူကြပြားရိုက်ထားတာလေးထည့်ကြော်ပါမယ်ပြီးရင်ပဇွန်လေးအပိုင်းပိုင်းလောက်ထားတဲ့ဟာလေးကိုထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်ပဇွန်ကိုခေါင်းမှာထည့်ပြီးတော့ကြော်ပါတယ်ဒီတစ်ခေါက်တော့ယူလက်ရမဟုတ်ပဲနဲ့ယူရဲ့အတော်လက်ရပါသူကြော်တဲ့စံပြားကြော်လက်ရပူစားကောင်းလို့သူရှိရင်သူ့ကိုပဲကြော်ခိုင်းပါတယ်ကျက်သွန်ဖြူစီချက်တဲ့မှာပဇွန်ကိုမှုေးနေအောင်ကြော်ပေးပါမယ်ပဇွန်လေးရလာပြီဆိုလို့ရှိရင်အခုနာခလောက်ထားတဲ့ကြက်ဥမှွေထားတာလေးကိုဖောက်ထည့်ပါမယ်ကြက်ဥကိုစီပူပူထဲမှာထည့်ပြီးတော့မှသူ့ကိုမြန်မြန်လေးခတ်တွတ်လေးမှွေပေးပါမယ်ကြက်ဥကိုကြေတဲ့အထိကိုမှွေပေးပါမယ်ရှင်ကြက်ဥကကြေပြီးအမြင်လေးတွေဖြစ်တဲ့အထိခတ်မြန်မြန်လေးမှွေပေးမှကြော်တဲ့အခါလှတာပါကြက်ဥလေးကြော်တာကြေသွားပြီဆိုရင်အခုနာကြက်သွန်ဖြူနဲ့ပဇွန်နဲ့ရောကြော်ထားတဲ့ဟာလေးပါသူ့နဲ့ရောမှွေလိုက်ပါမယ်ပြီးလို့ရှိရင်ရေဆေးတန်းစင်ထားတဲ့ကိုက်လန်ရွက်လေးထည့်ပါမယ်။ကိုက်လန်ရွက်ကိုခြွေတဲ့အခါမှာသတိထားပြီးရင်းတဲ့အပိုင်းနဲ့မထည့်ပါနဲ့နုနုလေးတွေရွေးပြီးထည့်ပေးပါ။ပြီးရင်အယိုးကိုလည်းနုတဲ့အပိုင်းတွေယူပြီးတော့ထည့်ပေးပါ။အယိုးလည်းစားလို့ကောင်းပါတယ်။အခုကြော်ပြတဲ့အချိုးစားကတော့စံပြား80သားကိုကိုက်လန်အစီးကြီး2စီးသုံးထားပါတယ်။ကြက်ဥက3လုံးပဇွန်က20သားပါ။ကိုက်လန်ထည့်ကြော်တဲ့အခါသတိပြုရမှာရေမထည့်ပါဘူးသူ့အရွက်ကိုသူ့ရဲ့စီပူမှာပဲနူးအောင်ထားပြီးကြော်ပေးပါကိုက်လန်လေးကြော်တာအစိမ့်နံလေးလည်းပျောက်ပြီးအရွက်လည်းအသင့်သင့်နူးလာပြီဆိုလို့ရှိရင်အခုနာအသင့်လောက်ထားတဲ့စံပြားလေးကိုထည့်ပေးပါမယ်ပြီးရင်စံပြားနဲ့အခုနကိုက်လန်နဲ့ကြက်ဥပဇွန်ကြော်ထားတဲ့ဟာကိုအားလုံးတမအောင်ရောမှွေပေးလိုက်ပါပြီးရင်ငရုတ်ကောင်းမုတ်လေးပါထည့်ပေးပါမယ်သူကငရုတ်ကောင်းနဲ့အရန်လိုက်ဖက်ပါတယ်စားရဲ့ဟင်းခတ်မုတ်ရဲ့ကိုလိုသလိုဖြည့်ဆွက်ပြီးကြော်ပေးပါစံပြားထည့်ပြီးရင်လည်းတေချာအထက်အောင်မှွေပြီးတော့မကတ်အောင်ဂရုပြုပြီးကြော်ပေးပါရမ်ဇန်ဥပုပ်လာဝါဖြီတဲ့အခါမှာဟောက်ဆွဲကြော်ကြာဆန်ကြော်ကြီးပဲကြော်စားတာရိုးလာလို့ရှိရင်ဒီလိုစံပြားကြော်လေးလည်းကြော်စားကြည့်ပါကလေးလူကြီးအကုန်ကြိုက်နှစ်သက်ပါတယ်အောက်လမ်းပြီးမှွေတဲ့အခါလဲညက်ပြားလေးတွေအပိုင်းပိုင်းမဖြစ်သွားအောင်သတိပြုပေးပါအရန်ပိုင်းပြီးတော့ပြတ်ထွက်သွားရင်လည်းမလှတော့ဘူးပေါ့နော်စားလို့တော့အဆင်ပြေပေမဲ့ရုပ်မလှတော့မှဆိုလို့ပါမပြတ်အောင်လည်းဂရုပြုပေးပါကဲဒါဆိုရင်အရသာရှိတဲ့စံပြားကြော်လေးရသွားပါပြီအားလုံးပဲမကြော်စားဘူးတဲ့လူတွေလည်းလိုက်ကြော်စားကြည့်နော်တအားကိုစားကောင်းတဲ့စံပြားကြော်ပါနောက် vlog လေးတွေမှာပြန်ဆုံပါမယ်ရှင်